မင်္ဂလာပါဒီနေ့မှဆိုလို့ရှိရင်တော့ငွေကြေးဖောင်းပွားမှုကြောင့်ကျွန်တော်တို့ရဲ့ငွေတွေဆုံးရှုံးမသွားအောင်ကျွန်တော်သိတဲ့နီလန်းလေးတွေကိုဒီနေ့အနည်းငယ်ကျွန်တော်မျှဝေပေးချင်ပါတယ်ဥပမာကျွန်တော်တို့ငွေကျပ်သိန်း100ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီပတ်စံကိုဘာမှinvestment တွေပါညာတွေဘာမှမလုပ်ပဲနဲ့ဒီတိုင်းကိုယ့်လက်ထဲမှာပဲကင်ထားမယ်ဆိုလို့ရှိရင်ဒီငွေရဲ့တန်ဖိုးဘယ်လောက်ကျသွားတယ်လဲဆိုတာကိုကျွန်တော်တွက်ပြပေးချင်ပါတယ်အဲ့ဒါကတော့ဗောနော်ကျွန်တော်တို့တွေဥမာဆိုတော့ကို့မှာငွေကျပ်သိန်း100ရှိထားတယ်ဆိုလို့ရှိရင်အခုခေတ်ရဲ့ကျွန်တော်တို့အခုနှစ်ရဲ့ကျွန်တော်ငွေကြေးဖောင်းပွားမှုတည်25ရာခိုင်နှုန်းအထက်မှာရှိတယ်เนาะ30ရာခိုင်နှုန်းအထိတောင်ထိုးတက်သွားတဲ့အခြေအနေအထိတောင်ကျွန်တော်ရှိခဲ့တယ်เนาะအဲ့တော့အခုကျွန်တော်ပြန်အားဖြင့်ကျွန်တော်တွက်ကြည့်မယ်ဆိုလို့ရှိရင်25ရာခိုင်နှုန်းနဲ့ပဲကျွန်တော်တွက်မယ်ဆိုလို့ရှိရင်ကို့မှာငွေကျပ်သိန်း100ရှိထားတယ်ဆိုလို့ရှိရင်ဒီငွေကျပ်သိန်း100ကနောက်ထပ်2026ကိုကျွန်တော်ရောက်တဲ့အခါမှာငွေကြေးဖောင်းပွားမှုကကျွန်တော်25ရာခိုင်နှုန်းဖြစ်တဲ့အခါမှာကို့မှာငွေကျပ်သိန်း100ရှိရင်အဲ့ဒီထဲကကျွန်တော်တန်ဖိုးကအလိုလိုနေနဲ့ကျွန်တော်ရော့နေသွားမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်သိန်း100ရှိလို့ရှိရင်25ရာခိုင်နှုန်းကိုချော့ချလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်စီမှာငွေကျပ်သိန်း100ကဘလောက်တန်ဖိုးပဲရှိတော့လဲဆိုလို့ရှိရင်85ရာခိုင်နှုန်းတန်ဖိုးလောက်ပဲကျွန်တော်သွားပြီးတော့ရှိနေတော့တာဖြစ်တယ်အဲ့တော့ဒီလိုမျိုး85ရာခိုင်နှုန်းလောက်တောင်ကျွန်တော်85ရာခိုင်နှုန်းလောက်ပဲကျွန်တော်ရှိတဲ့အခါမှာကိုယ့်ငွေရဲ့တန်ဖိုးတည်လုံးဝကိုမှကျွန်တော်ရော့နေလာတာဖြစ်တယ်ဥပမာပြောရရင်ကျွန်တော်ကိန်းကနန်းအရာကြည့်မယ်ဆိုလို့ရှိရင်တော့ငွေကျပ်သိန်း100ပါပဲတိုးတော့ဒီသိန်း100ရဲ့တန်ဖိုးเนาะဒီသိန်း100နဲ့ဝယ်လို့ရတဲ့အရာတွေရာဆိုလို့ရှိရင်ကြော့နေလာเนาะအမှသိန်း100ရဲ့တန်ဖိုးကဘလောက်လောက်ပဲရှိတော့လဲဆိုတော့85သိန်းတန်ဖိုးလောက်ပဲအရင်နှစ်ကကျွန်တော်သိန်း100ကအခုနှစ်သိန်း100မရှားတော့ဘူးဘယ်လိုမျိုးလဲဆိုလို့ရှိရင်85သိန်းလောက်ပဲသွားပြီးတော့တွက်ရနေတော့တာဖြစ်တယ်အဲ့တော့ကကျွန်တော်ဒီရဲ့ငွေကြေးဖောင်းပွားမှုကကျွန်တော်အရန်ကိုမှကြောက်စရာကောင်းနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်ဖတ်စုလေးလာထားတဲ့စာအုပ်တွေထဲကမှတီးတလောက်ကိုကျွန်တော်ပြန်ပြီးတော့မျှော်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ငွေကြေးဖောင်းပွားမှုရဲ့နှုန်းကိုကျွန်တော်ကာကွယ်နိုင်ဖို့အတွက်ရဲ့ပြီးလို့ရှိရင်လည်းเนาะကျွန်တော်တို့ဥပမာဆိုတော့ငွေကြေးဖောင်းပွားမှုများလေတန်ဖိုးလိုက်တက်လာတဲ့ပိုင်ဆိုင်မှုတွေကိုကျွန်တော်မှလက်ဝယ်ကင်ဆိုင်ထားဖို့လိုတယ်ခင်ဗျာเนาะအဲ့ဒါတွေကဘာတွေလဲဆိုလို့ကျရင်နံပါတ်1ကျွန်တော်ရွှေရှိမယ်နံပါတ်2ကျွန်တော်အိမ်ချမ်းမြေရှိမယ်နံပါတ်3မှာဆိုလို့ကျရင်ဒေါ်လာဆိုလို့ကျရင်ကြားတဲ့ချိန်မှာဈေးကြားတဲ့ချိန်မှာဝယ်ပြီးတော့မှဈေးတက်တဲ့ချိန်မှာကြာမှကျွန်တော်ပြန်ရောင်းလို့ရတဲ့အခါတွေလဲပြန်ရောင်းလို့လည်းရတယ်အဲ့တော့ကျွန်တော်ဒါတွေကျွန်တော်ကိုယ်မှာပိုင်ဆိုင်ထားတဲ့ငွေကိုကျွန်တော်အလဟတ်သက်အငွေ့မပြန်သွားစေခြင်းနဲ့မပြန်သွားစေခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဟာတွေကျွန်တော်လုံထားလို့ရတာဖြစ်တယ်ဥပမာကျွန်တော်ရွှေကိုပြောပြရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့ကျွန်တော်9လလောက်ကဆိုလို့ရှိရင်เนาะကျွန်တော်ထိုင်းမှာပေါ့เนาะထိုင်းမှာရွှေတစ်ကြက်သားကိုကျွန်တော်4000နဲ့ကျွန်တော်4000နဲ့3000အထက်မှာပဲရှိတယ်เนาะ4000 3000အထက်မှာပဲရှိတယ်အခုဆိုလို့ရှိရင်အခုကကျွန်တော်9လပိုင်းဆိုတဲ့အခါမှာဆိုလို့ရှိရင်အခုလမှာဆိုလို့ရှိရင်ကျွန်တော်ရွှေဈေးက9200နီးပါးတောင်တွက်ကတ်နေပြီခင်ဗျเนาะ3000နီးပါးတောင်ကျွန်တော်သွားပြီးတော့ကတ်နေပြီအဲ့တော့ကျွန်တော်မြန်မာပြည်မှာလည်းငွေကြေးကလည်းဖောင်းပွားလာတယ်ရွှေဈေးကလည်းအလိုလိုနေနဲ့ကျွန်တော်လိုက်တက်လာတယ်เนาะအဲ့တော့ရွှေကိုလည်းကျွန်တော်စုဆောင်းထားလို့ရတယ်လို့ကို့မှာငွေကြီးပဲမကင်ထားခြင်းဘူးဆိုလို့ရှိရင်ရွှေကိုဆိုလို့ရှိရင်လည်းကျွန်တော်အခောက်ရွှေကိုကျွန်တော်ဝယ်ယူစုဆောင်းထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှကျွန်တော်ကောင်းတယ်အချိန်အများကြီးမလိုဘဲနဲ့ခဏလေးအတွင်းမှာပဲရောင်းထွက်နိုင်တဲ့เนาะပစ္စည်းတစ်ခုလည်းဖြစ်တယ်เนาะဒါကတော့ရှားပါပစ္စည်းပေါ့เนาะရှားပါပစ္စည်းဒီရွှေဟာကြောက်ခဲလေးတွေလို့ကျွန်တော်အရန်ကိုပေါ်များလာမယ်ဆိုလို့ရှိရင်ဒီရွှေရဲ့တန်ဖိုးမရှိတော့အဲ့တော့သူကချားပါတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရွှေရဲ့တန်ဖိုးအရန်ကိုမြင့်တက်နေတာဖြစ်တယ်နောက်ပြီးလို့ရှိရင်လည်းကျွန်တော်အိမ်ရှန်ကြီးရင်းနှီးမြုပ်နှံတာပေါ့နော်ဒီနေရာတွေမှာလည်းကျွန်တော်အသုံးပြုလို့ရတယ်ကိုယ့်ရဲ့ငွေအိမ်ရှန်မြေဆိုလို့ရှိရင်လည်းဟာလာကျွန်တော်လေးလာချက်တွေအကြဆိုလို့ရှိရင်ကျွန်တော်တိတလောက်အကြဆိုလို့ရှိရင်ရွှေတွေဒေါ်လာတွေနော်ဒါတွေထက်အိမ်ရှန်မြေရဲ့ဈေးတွေอ่ะဆိုလို့ရှိရင်ဟာလာ10နှစ်အတွင်းမှာ9နှစ်အတွင်းမှာเนาะသူကထိတ်ဆုံးမှာပဲပြေးနေတာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့အိမ်ရှန်မြေတွေကိုလည်းကျွန်တော်ရင်းနှီးမြုပ်နှံထားလို့ရတယ်
ဥပမာတိုက်ခန်းဝယ်မယ်ဝယ်ပြီးတော့မှသိန်း100တန်ကျွန်တော်တိုက်ခန်းဝယ်ထားမယ်အဲ့ဒီသိန်း100တန်တိုက်ခန်းဝယ်ပြီးတော့ကျွန်တော်အငှားချမယ်ဆိုလို့ရှိရင်အငှားချမယ်ဆိုလို့ရှိရင်ကျွန်တော်ငှားခလည်းရမယ်ဥပမာတစ်လမှာ3သိန်းနှုန်းနဲ့ကျွန်တော်ငှားမယ်ဆိုလို့ရှိရင်တစ်နှစ်ကိုကျွန်တော်12သိန်းကျွန်တော်ရရှိမှာဖြစ်တယ်เนาะဒါအပိုဝင်ငွေအနေနဲ့ကျွန်တော်ရရှိလာမယ်အပြင်ကိုမှနောက်ထပ်ဒီတိုက်ခန်းကိုပြန်ရောင်းကျင်တယ်ဆိုလို့ရှိရင်တိုက်ခန်းတွေရဲ့ပေါက်ဈေးအတိုင်းကိုကျွန်တော်ပြန်ပြီးတော့ရောင်းချလို့ရတာဖြစ်တယ်အဲ့တော့ဒီကို့မှာငွေအများကြီးကျွန်တော်ရှင်းထားတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပိုင်ဆိုင်မှုတွေကျွန်တော်လိုက်ပြီးတော့ဝယ်ပြီးတော့မှကို့အတွက်ဝင်ငွေလဲရတဲ့အပြင်ကိုကျွန်တော်နောက်ထပ်အရာတွေကိုလည်းကျွန်တော်ဆက်ပြီးတော့လုပ်နေလို့ရတာဖြစ်တယ်เนาะဒါတော့ကျွန်တော်ဟလာမြေပေါ့နော်ဒေါ်လာဆိုလို့ရှိရင်လည်းကျွန်တော်စောနာတော့ပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်ဈေးကျတဲ့အချိန်မှာဒေါ်လာကိုကျွန်တော်ဝယ်ယူကင်ထားမယ်ပြန်ပြီးတော့မှကျွန်တော်ဈေးပြန်တက်လာတဲ့အချိန်ကျမှကျွန်တော်ပြန်ပြီးတော့ပြန်ရောင်းတာပေါ့နော်ဒါလေးကျွန်တော်လှုပ်ထားလို့ရတာဖြစ်တယ်အဲ့တော့ကျွန်တော် trading မှာကျွန်တော်trade လုပ်တာတော့ပြီးလို့ရှိရင်เนาะကျွန်တော် stock share တွေမှာ share ထည့်တာတော့เนาะ share ဝယ်ထားတာလို့ share ဘယ်နှစုပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ဝယ်ယူပြီးတော့ share တွေကင်ထားတာတော့เนาะဒါလေးတွေကျွန်တော်လုပ်လို့ရတယ်ဥပမာဆိုလို့ရှိရင် SME 500ဆိုလို့ရှိရင်လေဟလာအရန်ကိုမှသူတည်ဆိုလို့ရှိရင် risk လည်းနည်းတယ်ဒါပေမဲ့ကျွန်တော်ဟလာကို့မှာပတ်စံရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီလို stock share တွေမှာလည်းကျွန်တော်တို့သွားပြီးတော့မှဝယ်ယူစုဆောင်ထားလို့ရတာဖြစ်တယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်စံတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်စံဆိုလို့ရှိရင်เนาะတန်ဖိုးလဲလိုက်တက်တဲ့အပြင်ကိုအပိုဝင်ငွေအနေနဲ့တောင်ကျွန်တော်ပြန်လဲပြီးတော့ရရှိအောင်မှာဖြစ်တယ်အဲ့တော့ကို့မှာသိန်း100ကြီးကင်ထားမဲ့အစားเนาะအဲ့ဒီလို investment တွေဆိုရင်သူလိုက်ပြီးတော့လှုပ်လိုက်တာကကို့အတွက်ပို့ပြီးတော့မှကောင်းပါတယ်ကျွန်တော်စောနာတော့ပြောခဲ့သလိုမျိုးပဲသိန်း100တန်ဖိုးဒီနောက်ထပ်တစ်နှစ်မှာ25%ဝင်ငွေဖောင်းပွားမှုက25%ရှိတယ်ဆိုလို့ရှိရင်ဒီသိန်း100ရဲ့တန်ဖိုးဒီ85သိန်းပဲရှိတော့တယ်ခင်ဗျအဲ့တော့ငွေကြေးဖောင်းပွားမှုကအရန်ကြောက်ဖို့ကောင်းတယ်အဲ့တော့ကို့မှာလက်ထဲမှာငွေကြီးပဲကျွန်တော်ကင်ထားမကင်ထားပါတယ်เนาะကျွန်တော်ပြောပြလိုက်ဒါလေးတွေကိုကို့အတွေ့နဲ့ကို့ရဲ့မျှော်မြင်တွေးတောနိုင်စွမ်းနဲ့ကျွန်တော်ရှင်းချိန်ပြီးတော့ကျွန်တော်လုပ်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်နဲ့ပဲဆုံးသက်ရှင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကနေပြီးတော့အသိပညာတစ်ခုခုကျွန်တော်ရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ拜拜